တရားသင်ကြီးဆရာလေးတွေကနေပြီးတော့မင်းတို့သီလရှင်လေးတွေကိုရတဲ့အကျိုးဆက်ပေါ့နော်အဲ့တော့ဆရာလေးနှစ်ပါးနေပြီးပြောပြလိုက်မယ်နော်ဒီကခုဘယ်သားရောက်လဲသမီးက6တန်း6တန်း6တန်းကန်ဟိုလည်းကန်ရဲ့ကျိုးဒီမျိုးကြားဖူးသလားကိုလောက်ထားလောက်ပေါ့အမျိုးပေါ့ကောင်းလောက်မဆိုရှင်ကောင်းမှဖြစ်ရမယ်အဲ့ဒါကန်မယ်မကောင်းလို့ရှင်မကောင်းဖြစ်မှအဲ့ဒါကန်ကျိုးအဲ့လိုပြောတာဆယ်လို့ပြောနားလေလားဒီမျိုးအဲ့မျိုးလောက်ပါလားဆယ်လို့မျိုးလောက်ပါလားအဲ့လိုမျိုးပေါ့နော်အဲ့ဆိုတော့သူအိမ်နေနေရပါတော့အဲ့လိုမေတ္တာညာကြည်သည်ဘုကောင်းမှုကံတစ်ခုဘုကောင်းမှုကံတစ်ခုကိုပိုင်သည်ကိုပိုင်သည်ဘုကကောင်းသားသည်ကောင်းသောတဏ္ဍကံစီမံအဆရာမလေးကြည်ရတာလေတင်းငိမ့်နေတယ်ဟုတ်တယ်ဆရာလေးကြည့်ပြီးတော့ငါလည်းမတလဲရှင်ဝင်နေတာဟုတ်တယ်သမီးနာမည်ကနင်းတရာကြီးပါသမီးကမြန်မာနိုင်ငံမှာရှိရရွာလေးရောင်ငယ်လေးတူရွာမှာနေပါတယ်သမီးရဲ့အသက်က17နှစ်ပါသမီးတို့မြန်မာပြည်မှာသမီးတို့ယုံကြည်တာတစ်ခုရှိတယ်အဲ့ဒါကိုကမ္မလို့ခေါ်တယ်ကောင်းတာလုပ်တယ်ဆိုရင်ကိုဘွားမှာကောင်းပါမယ်ဒါတကယ်ဆိုရင်သမီးတငယ်ချင်းတွေနဲ့ပထိုးတော်ကြီးကိုအတူတူပွားပြီးကြတော့တယ်အဲ့ဒီနားမှာလည်းဆရာလေးတွေလည်းရှိရယ်အဲ့ဒီပထိုးတော်ကြီးပျက်စီးနေပေမဲ့လည်းသမီးတို့ကတော့ကောင်းမွန်တဲ့ဘဝရဖို့အတွက်ဗုဒ္ဓဘုရားမှာရှိခိုးတယ်မှာဖျားတဆူရှိကောင်းလို့ရှိပါ့ဟိုမှာဒီကလေးလာတာအပြူလေးနဲ့အနီလေးအပြာရောင်ဆက်ဖြစ်မှာမေကြီးတို့ခေကပညာတတ်ဖြစ်ချင်တာတော့မေကြီးတို့မှပညာမတတ်ခဲ့ဘူးပညာတတ်တော့နေဘူးလေးလည်းထွက်လုံးကမလို့အောင်မူးရွာလည်းထွက်လုံးကမလို့အောင်မေကြီးတို့ပညာမတတ်တော့နေဘူးမရှောင်မူးရွာမရှောင်မေကြီးတို့မှတိုးတဲ့တောင်ထဲမှာလုပ်ငန်းလုပ်ကိုင်နေရတယ်ဘာဘူးလို့ဆိုတော့ဖျားတရားလေးလည်းငါသမီးမြဲနော်ဘာဘူးလို့ဆိုတော့ခုမေကြီးတို့ခေကဖွားတို့ခေတ်ကမဲသူတော်ဝစ်ချင်တာတောင်းမှမဝစ်ခဲ့ရဘူးငါသမီးရဲ့ကံကောင်းပါတယ်ကံကြီးအကျိုးပေါ်ငါသမီးရဲ့ကိုကံနဲ့ကိုလာတာလေဘာဟာတီတာလေးပါလေးတယ်ကိုလူတန်းမှရှိရမှာလည်းလည်းမနေဘူးဟာငါသမီးရှိရမှာဖေသမီးမတလဲရှင်ဝေးချင်လို့မတလဲရှင်ဝေးမှာသမီးဆင်းလာပြီဟုတ်ကဲ့တလဲရှင်ဝေးမှာပြေးကြရလားသမီးဟုတ်ဖေပြေးကြတယ်ငယ်ချင်းနဲ့လေမိုးရစင်နဲ့ဒီမှာဖေပြောမယ်ဟုတ်လားကျေးဇူးပါဖေ
你这边的一边都够新的了嘞。你来想我这要这边的话，这嘛，那没有，那没有，没有没有的讲，几个人，你来弄讲。来想我这就譬如那块哎呢，本年了会。ပြောသလား 你要是说考呀，这样的要担心么？担心白来呀的。 အဲ့တော့တယောက်ကထွက်ပြီးတယောက်ကမထွက်ရင်ဒါဘယ်လိုလုပ်မှာ 哎，这个表的路没ထွက်嘞，没ထွက်嘞，表的路没ထွက်过，哎就行了。 ကျုံရင်းထားမယ် 哎，都真的冷不？ တော်တော်လုံးဝကြမှာမဖြစ်ရပါလား ဟုတ်တယ် 真的冷了偏到了不？ ဟုတ်တယ်ဘယ်လိုရ 哦，哎，好。 ဒီကိုယ်တိုင်ကတလုံးဝင်နိုင် 哦，哎，就不真皮了不？真的冷温呢，一路真皮着要，但是那包呢我要啊。 我得抓没。你来节目给你塞留下来，不下来。ကလရှင်ဝင်မယ်ဆိုရင် ground တော့မှလည်းမရှာဘူးလားရှက်ပါမယ်မရောလိုက်နေဒီလိုက်ရှင်ဝင်လို့ရှင်နင်ဘာလို့ဒီလိုက်ရှင်ဝင်ချင်တာမင်းကတော့ဖျားရဲ့သမီးတော်ဖြစ်ချင်တယ်ဘာလို့လဲဆိုတော့သမီးရဲ့နာဂတ်မှာကောင်းမွန်တဲ့ဘဝရချင်လို့ 你出门了？出来着了？ ဘယ်နာချူအောင် 你这不？我们也不。
အမေပြောတော့ရေရွက်ကလို့လည်းခေါင်းရတယ်ဘူးဟိုလုံးလုံးထွက်တာဖြစ်လာဟုတ်တယ်ငယ်လေးကြီးနေတာနော် အဲ့လေတဲ့မှာမဟုတ်ဘူး ရိုးရုံရေးကရလာရ ဒီနေ့နေမဟုတ်ဘူး ဟုတ်တယ်လူရေရွက်ကလို့ဒီလိုပဲမဖြစ်တယ်ဘယ်လိုလဲ နေဘူးနေသေးတော့အဲ့လို တော့မသိဘူး ပေါ်ပေါပါဘူး ပြောလာပြောတယ် အဲ့ဒီမရှိရစိတ်ထဲမှာမလို့ ပေါ်ပါဝါတာပေါ် ဒီလိုရှေ့ကလည်းဆိုနေတယ် ပြောတယ်ပေါ့ပြောတယ်ဘာရောဒီလိုနေနေမှအများကြီးဟိုရတယ်လောက်လောက်ကြက်လိုက်တယ် အောက်ချမယ်နော်အောက်ချမယ်ဒီမှာဒီလက်နဲ့ဒီလိုပြည့်ရမှာနော်ဒီလက်ပေါ်ပြန်မြောက်မယ်ငါဖက်ဆက်ဒါဟုတ်လားတော့ဘာရပါဆိုင်ပြတယ်ကွာအဲ့တော့သမီးကတော့နန္ဒာသင်္ကီပေါ့နော်နန္ဒီယတိနန္ဒနာနှစ်သက်ခြင်းမြတ်နိုးခြင်းနော် ဒီမှာ အဲ့တော့မနန္ဒာသင်္ကီပေါ့ဆရာလေးရဲ့ဝေယဘလို့ခေါ်တဲ့ဆိုရင်နန္ဒာသင်္ကီပါတရားနော်သူခေါ်လို့ နာနာပင်ကြီးပါဖျား ကလေးတွေနဲ့နှုတ်ဆက်မယ်တဲ့ ဒီလိုပြန်ပါဦးမယ်နော်ဖေတို့မေတို့ကိုလည်း အဲ့လိုပြောကြည့် ဖေတို့မေတို့မခေါ်တော့ဒကာကြီးတို့ဒကမာကြီးတို့ခေါ်တော့မှတည်ရတော့အဆောက်ကြီးဒီဘောဟာ ချစ်တယ်မှာ ထွက်သွားတဲ့လေလုံးလေးတွေဟာကြိုးစားပြီးရှုမှတ်ပေးပါနောက်9မိနစ်10မိနစ်အဲ့ဒီစိတ်တွေကိုတကင်ကအားဖြင့်ပယ်သက်ပြီးဒုက္ခမပင်မပန်းထွက်ရလမ်းဖြစ်တဲ့အထက်တန်းနိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုဓာတ်တာမိငါဘုရားပြီးတော်မူအပ်တည်းတဲ့ဝင်လာတဲ့လေလုံးလေးတွေဟာအေးပြီးတော့သွားပါလေလှုပ်ချင်တာလုံးလို့မရဘူးခံကောင်းစေဖို့အတွက်ဆိုလို့ရှင်ကုသိုလ်တွေအများကြီးလုပ်ရတယ်နောက်ပြီးတော့ဖះမှာတရှိလှုပ်တာဖះရှိခိုးတာနောက်ပြီးတော့ဝိတော်လိုမြစ်တီးမြေကမ်းမှာရေချိုးတာလို့ဘာလို့လုံးလို့မရဘူးသိတယ်ဘောကစားပြီးဆိုလို့ရှင်လည်းဝိမြတ်မြည်လေပြန်လေးတော့ဘာလို့ကစားလို့မရတာလူတွေလိုမျိုးလိုက်တဲ့နေလို့မရတော့ဘူးလူကအိမ်ကြီးဝလို့မရဘူးပြီးတော့ကုစားကြမိလားဟုတ်ဆောက်ခိုင်းရရဆောက်ခိုင်းရရဆောက်မလားအဲ့ဒါရိုင်းမှာနေရာမှာ
တာကြီးလိုမျိုးမကြုံဘူးဘာလို့လဲခုမှနေဘာမှလည်းမဟုတ်တန်းနေရရဲ့ဆရာလေးဖြစ်ရတဲ့တဲမှာဘယ်ရောက်ကြိုက်ဆုံးလဲတရားထိုင်ရတာကိုကြိုက်ဆုံးဆရာလေးရောပါကြိုက်တော့ဆရာလေးဖြစ်တော့ကိုယုံကြည်မှုလည်းပိုရှိရနောက်ပေါ့ကိုဆရာလေးဖြစ်သွားတော့အရင်လိုမျိုးတွတ်နေနေတော့မြင်ရတဲ့ဆိုင်တော့မြင်တာနဲ့နေတတ်တယ်နောက်ပြီးတော့ဆရာလေးဝေးရတာကိုပဲကိုပါလေးလုံးတယ်အိမ်မှာရှိရမိမိတို့ညီမလေးကောင်းလုံးလို့ဘာလို့လဲနာချစ်လို့လားဒီလည်းဒီချစ်လို့လားမကောက်ကလည်းငါလေးရပြီပြီလားပြန်ချင်ပါပြီ不在来就完了啊！家里说的清楚啊。ဆရာလေးကဘာဖြစ်လို့အိမ်ပြန်ကျင်တာလဲအိမ်ကိုလွားလို့အမောင်ဖျားပြီးတော့မနှက်ဖြစ်နေအိမ်ပြန်လို့ပါဗျာဆရာလေးကဘုန်းကြီးကျောင်းမှာနေရထိုင်ရတာကြတယ်ဆရာလေးရောပြန်ပြီးတော့ရောရောက်တဲ့ခါမှာဘာလုံးလဲဘာရမင်းကျောင်းဆက်တယ်ပါကျောင်းဆက်တယ်ဆရာလေးစီပြီးနေတာကိုရတယ်ဟုတ်ဘုံကဓမ္မလက်ဆောင်ပေးလိုက်တရားလက်ဆောင်ပေါ့နော်တရားဘာဝနာလေးအထောက်အမယ်အဲဒီပရိလေးကိုဆရာလေးကမေးတယ်အားရခါနဲ့ရုပ်ပတ်သွားမယ်နော်ရောလုံးလေးချင်တော့ပေါ့哪里去了？干嘛了？哪里？哪里？还在叫他呀？那个俺那个耳朵要来家里。呢，对不对？背毛呀，背毛，我了嘛。哎，对。大三。咋的？我们梦里去开了。
3ခုတာ ဟော ဘောရကတရားဘလို့ထိုင်ရတလဲဆိုတာသင်ကြားပေးခဲ့တယ်ပြီးတော့ကိုဘွားအတွက်တကယ်ရေးကြီးတာတွေကိုကမဆိုတာကိုချစ်တဲ့လူတွေကိုစောင့်ရှောက်ပေးဖို့ပါပဲကမဆိုတာကနေရာတိုင်းမှာရှိရဲ့အမေတို့ကတော့ကမဆိုတာဒီနေရာမှာပဲရှိရဲ့